ကိုယ့်အပေါ်မယိုးသားတဲ့သူတွေကိုအလွယ်တကူသိနိုင်မဲ့စိတ်ပညာလက္ခဏာ၃ခုပတ်ဝန်းကျင်မှာကိုယ့်အပေါ်တကယ်စေတနာရှိတာလားဒါမှမဟုတ်အခွင့်အရေးလို့အရေးကုန်လှခြုံထားတာလားဆိုတာကိုသူတို့ရဲ့နေ့စဉ်အပြုအမူလေးတွေကနေတဆင့်အလွယ်တကူစိတ်ဖက်လို့ရပါတယ်ဒီနေ့မှာတော့ကိုယ့်အပေါ်မယိုးသားတဲ့သူတွေကိုကြိုတင်ရိပ်မိစေမဲ့စိတ်ပညာလက္ခဏာ၃ခုကိုမျှဝေပေးသွားပါမယ်ပထမဆုံးလက္ခဏာကတော့ကိုယ့်ရဲ့အမှားသေးလေးတွေကိုပုံကြီးချက်တက်ခြင်းမယိုးသားတဲ့သူတွေဟာကိုအောင်မြင်နေချိန်မှာအပြုံးတူတွေနဲ့ဝမ်းသာပြတတ်ပေမဲ့ကိုအမှားတစ်ခုခုလုံးမိတဲ့အခါမှာတော့အဲ့ဒီအမှားကိုလူများကြားထဲမှာမတိမတာပုံကြီးချက်ပြီးကိုယ့်ရဲ့ပုံရိပ်ကိုချိုးနှိမ်ဖို့ကြိုးစားတတ်ကြပါတယ်ဒုတိယချက်ကတော့အပေးယူမျှတမှုမရှိခြင်းသူတို့မှာအကူအညီလိုရင်ကိုယ့်စီအញ្ញံဆုံးရောက်လာပြီးကိုယ့်ဘက်ကအကူအညီပြန်လိုတဲ့အခါမှာတော့အကြောင်းပြချက်အမျိုးမျိုးနဲ့ရှောင်ရဲတတ်ကြပါတယ်နောက်ဆုံးတစ်ချက်ကတော့တခြားသူတွေရဲ့အတင်းအဖျင်းကိုကိုယ်စီလာပြောခြင်းစိတ်ပညာအရတင်းရှိမှာတခြားသူတယောက်အကြောင်းမကောင်းပြောနေတဲ့သူဟာတခြားသူတွေရဲ့ရှေ့မှာလည်းတင်းအကြောင်းကိုမကောင်းပြောဖို့ရာဂိုင်းလုံးအလုံးမြင့်မှာပါတယ်လူတွေရဲ့အပေါ်ယံစကလုံးတွေထက်သူတို့ရဲ့စရိုက်နဲ့လုပ်ရက်တွေကိုတည်တည်ချာချာစောင့်ကြည့်တတ်ခြင်းကတင့်ကိုလူမားပေါင်းမိခြင်းကနေကာကွယ်ပေးပါလိမ့်မယ်ဒီစိတ်ပညာလက္ခဏာတွေကိုအသုံးချပြီးပတ်ဝန်းကျင်ကလူတွေကိုစမတ်ကြကြအကဲခတ်ရင်ကိုယ့်ရဲ့ဘဝကိုအစိတ်တောက်ကင်းကင်းနဲ့ဖြတ်တန်းလိုက်ပါ